မင်းသားငယ်ချင်းနေမင်္ဂလာပါဗျကျွန်တော်တို့ဒီ2026ပထမဆုံးမင်္ဂလာနှစ်သိဦးတစ်ချိန်မှာတော့ကျွန်တော်တင်ပေးတဲ့ပရိတ်18အောင်မြင်သွားပါတယ်နော်ဟုတ်ဒီဒုတိယအကြိမ်အတွက်ပေါ့နော်ဒုတိယအကြိမ်အတွက်ကိုဒီလေးကစီ73နှစ်ချာလိုင်းတစ်လိုင်းကိုကျွန်တော်တင်ပြပေးပါမယ်8ထိပ်9ထိပ်3ထိပ်1ထိပ်73နှစ်ချာလေးကစီ8နှစ်8931စီကျော်ပေါ့နော်ဒီ8ထိပ်ကသူ့ရဲ့နောက်နှစ်မှာ8ထိပ်လို့ကြားရယ်နော်ဒီ8ထိပ်ကသူ့ရဲ့နောက်နှစ်မှာ8ထိပ်လို့ကြားရင်ပေါ့နော်သူ့အောက်ကကဏ္ဍလေးပေါ့ရှိပြီးတော့9ထိပ်ဒီ9ထိပ်ကသူ့ရဲ့နောက်နှစ်မှာ9ထိပ်လို့ကြားရင်သူ့အောက်ကကဏ္ဍလေးပေါ့နော်ရှိကူပြီးတော့3ညဒီ3ညထိပ်ကသူ့ရဲ့နောက်နှစ်မှာ3ညထိပ်လို့ကြားခဲ့ရင်သူ့အောက်ကကဏ္ဍလေးပေါ့နော်ရှိကူ3ညပြီးတော့1ထိပ်ဒီ1ထိပ်ကသူ့ရဲ့နောက်နှစ်မှာ1ထိပ်လို့ကြားလိုက်ရင်သူ့ရဲ့အောက်ကကဏ္ဍလေးပေါ့နော်အဲ့တော့ဘလို့စနစ်နဲ့ကြားတယ်လဲဆိုရင်8ထိပ်ကို8ထိပ်လို့ကြားလို့အဲ့ဒီ8ဒီဘရိတ်1 3ခါ4ခါဘရိတ်1 3ခါ4ခါပေါင်းရင်း8လို့ပြန်ကြတယ်ကြပြီးတော့ဒီနောက်ပိတ်နဲ့ကျွန်တော်တို့ခွာပေါင်းနဲ့9ပုံတွေရိုက်တယ်ပေါ့နော်နောက်ပိတ်နဲ့ခွာပေါင်းနဲ့9ပုံတွေရိုက်တယ်ဟုတ်အဲ့လိုပါနော်ရှိပြီးတော့6ထိပ်ဒီ6ထိပ်ဒီသူ့ရဲ့နောက်နဲ့မှာ6ထိပ်လို့ကြားလိုက်တာနဲ့ပရိတ်9 3ညခါ3ညခါ9ပရိတ်9 3ညခါ3ညခါ9 3ည3ညဒီ9လို့ပြန်ဖြစ်ပြီးတော့နောက်ပိတ်နှစ်နဲ့နောက်ပိတ်နှစ်နဲ့ခွာပေါင်းခွန်က9လို့ပုံနေဖြစ်တာပါပဲနော်8ထိပ်9ထိပ်ပြီးတော့3ညထိပ်ဒီ3ညဒီသူ့ရဲ့နောက်နဲ့မှာ3ညလို့ကြားလိုက်တာနဲ့အဲ့ဒီ3ညဒီပရိတ်နှစ်3ညခါ8ခါနှစ်3ည8ဒီ3ညလို့ပုံနေရိုက်ပြီးတော့ဒီကနှစ်နောက်ပိတ်နဲ့ခွာခွန်ဒီ9လို့ပုံနေရိုက်ပါတယ်နော်8ထိပ်9ထိပ်3ညထိပ်ပြီးတော့1ထိပ်ဒီ1ဒီသူ့ရဲ့နောက်နဲ့မှာ1ထိပ်လို့ကြားလိုက်တာနဲ့သူ့ဘောကဗရိတ်ခွန်1ခါ3ခါခွန်1 3ဒီ1လို့ပြန်ရိုက်ပြီးတော့ခွန်နောက်ပိတ်နဲ့ခွာပေါင်း2က9လို့ပုံနေရိုက်တာပါပဲနော်ဒီ line လေးပေါ့နော်အဲ့ဒီ89 3ည1ဒီကျွန်တော်ဒီအောက်ပိုင်းမှာနော်ဗရိတ်လေးနဲ့ဗရိတ်လေးဒီ8ရဲ့ပါဝါ3ဗရိတ်3လို့တက်ရိုက်ပေါ့နော်ရှိပြီးတော့ကိုဗရိတ်ခွန်နဲ့ဗရိတ်2ဒီ9ရဲ့ပါဝါလေးဗရိတ်4လို့တက်ရိုက်ပေါ့နော်ရှိကိုပြီးတော့3ညဗရိတ်9နဲ့ဗရိတ်1ဒီ3ညရဲ့ပါဝါ5ဗရိတ်5လို့တက်ရိုက်ရှိကို3ညပြီးတော့1ပေါ့နော်ဗရိတ်2နဲ့ဗရိတ်9ဒီ1ရဲ့ပါဝါ6ဗရိတ်6လို့တက်ရိုက်ပါတယ်နော်အဲ့လိုရိုက်ပြီးတော့89 3ည1ကနေဗရိတ်3ဗရိတ်4ဗရိတ်5ဗရိတ်6လို့ဖြစ်သွားပြီပေါ့နော်အဲ့ဒီဗရိတ်3ရဲ့ဘေးမှာဗရိတ်9လို့တခါပုံနေပြန်ဝင်တယ်နော်ဗရိတ်3ပြီးတော့ဗရိတ်4ရဲ့ဘေးမှာဗရိတ်9လို့ဝင်တယ်ဗရိတ်3ဗရိတ်4ပြီးတော့ဗရိတ်5ရဲ့ဘေးမှာလဲဗရိတ်9လို့ဝင်တယ်ဗရိတ်3ဗရိတ်4ဗရိတ်5ပြီးတော့ဗရိတ်6ရဲ့အကောင်မှာလဲဗ
ပရိတ်ကိုလို့ဝင်တယ်နော်ပရိတ်ကို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 လို့ဝင်နော်အဲ့ဒီပရိတ်ကိုတွေကိုဒါခွန်ငါးဒီကိုခါငယ်ကွေးလေးပေါ့နော်တုံညာနှစ်ခွန်ဒီကိုခါငယ်ကွေးလေး940ဒီကိုခါငယ်ကွေးလေးနဲ့414ဒီကိုဝင်နေနော်အဲ့ဒီကိုရရဲ့ဘေးမှာကိုရှိခွန်ဒီ4နော်333ဒီ3 363ဒီ2 432ခွန်40ဒီ1 432ဆိုပြီးစီနီယံပြန်ထောင်နေတယ်အဲ့လိုလာပြီးတော့ဒီပရိတ်ကိုကနေပြီးတော့ရှေးပေါင်း3နဲ့ခွန်နဲ့ဒီ3ညဒီပရိတ်ကိုကနေပြီးရှေးပေါင်း6နဲ့4နဲ့ဒီ3ညဒီပရိတ်ကိုကနေရှေးပေါင်း2နဲ့8နဲ့ဒီ3ညဒီပရိတ်ကိုကနေရှေးပေါင်း8နဲ့2နောက်ပိတ်ဒီ3ညဆိုပြန်ဝင်တယ်နော်အဲ့လိုတွေရိုက်ပြီးတော့ဒီမှာခွာလေးခွာငါခွာ6ခွာခွန်456ခွန်လို့စီနီယံပြန်ရိုက်ပြီးတော့နောက်ပေါင်း6နောက်ပေါင်း8နောက်ပေါင်း4ဒီ8ခုန8939ပေါ့နော်နောက်ပေါင်း3ညနောက်ပေါင်း5နောက်ပေါင်း4ဒီ989နောက်ပေါင်း1နောက်ပေါင်း5နောက်ပေါင်း4ဒီ3ည893ညနောက်ပေါင်း8နောက်ပေါင်း5နောက်ပေါင်း8 858ဒီ1 893ည1ဆိုပြီးတော့နောက်ပေါင်း3ခုရဲ့ပေါင်းလက်893ည1လို့ပြန်ရိုက်ပါတယ်နော်အဲ့လိုရိုက်ပြီးခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့6တွေဒီမှာ6လို့ရိုက်ပြီနော်ဟုတ်ဒီမှာ6လို့ရိုက်ပြီအဲ့ဒီ6တွေဒီမှာ6လို့ရိုက်ပြီအဲ့ဒီ6တွေဒီမှာ6လို့ရိုက်ပြီနော်ခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့6တွေကို8ခွန်4ဒီ9 940ဒီ9 4ခွန်8ဒီ9 595ဒီ9ဆိုပြီးတော့ဒါစီကျော်ကဒီစီရောက်သွားပြီနော်အဲ့လိုရိုက်ပြီးတော့ဒီမှာပေါ့နော်နောက်ပေါင်း1နောက်ပေါင်း6 16ခွာပေါင်း3ည163ညဒီခွန်လို့လားနော်နောက်ပေါင်း1နောက်ပေါင်း1ခွာပေါင်း6 116ဒီ8လို့လားခွန်8နောက်ပေါင်း3နောက်ပေါင်းခွန်ခွာပေါင်း9 3ခွန်9ဒီ9လို့လားခွန်8 9ခွန်8 9 3ညနောက်ပေါင်း9နောက်ပေါင်း3ညခွာပေါင်း1နောက်ပေါင်း9နောက်ပေါင်း3ညခွာပေါင်း1 9 3ည1ဒီ3ညလို့ရိုက်သွားနော်ခွန်8 9 3ညဆိုပြီးဒီမှာ2ဦးမှာခွာပေါင်း1လို့ရိုက်သွားပြီနော်အဲ့လိုရိုက်ဖို့အတွက်ကဟုတ်ဒီမှာပေါ့နော်ခွာ3ညခွာ8ဒီ6ခွာ4ခွာ9ခွာ2ဒီ9 6 5ခွာ2ခွာ9ခွာ3ဒီ4 6 5 4ခွာ6ခွာခွန်ခွာ3ညဒီ3 6 5 4 3နော်ဒီထိရိုက်နေပြီနော်ဒီခွာပေါင်း3ခုရဲ့ပေါင်းလမ်းဒီ6ဒီခွာပေါင်း3ခုရဲ့ပေါင်းလမ်းဒီ9ဒီခွာပေါင်း3ခုရဲ့ပေါင်းလမ်းဒီ4ဒီခွာပေါင်း3ခုရဲ့ပေါင်းလမ်းဒီ3 6 5 4 3လို့ရိုက်ခဲ့ပြီအဲ့ဒီ6 5 4 3ကိုနော်ရှေးပေါင်းခွန်ရှေးပေါင်း5ခွန်5ရှေးပေါင်း4ရှေးပေါင်းခွန်ရှေးပေါင်း5ရှေးပေါင်း4ခွန်5 4ဒီ6လို့ပြန်ရိုက်ပြီခွာပေါင်း3ခုရဲ့ပေါင်းလိုက်6ကိုရှေးပေါင်းခွန်ရှေးပေါင်း5ရှေးပေါင်း4ခွန်5 4ဒီ6လို့ပြန်ရိုက်ပြီ6ပြီးတော့5နော်ခွာ4ခွာ9ခွာ2ဒီ5အဲ့ဒီ5ကိုရှေးပေါင်း3
ရှေ့ပေါင်း8 3 8ရှေ့ပေါင်း4ရှေ့ပေါင်း3ရှေ့ပေါင်း8ရှေ့ပေါင်း4ဒီ9လို့ပြန်ရိုက်ပြီ6 5 6 5ပြီးတော့4ပေါ့နော်ခွာ2ခွာ9ခွာ3ဒီ4အဲ့ဒီ4ကိုရှေ့ပေါင်း2ရှေ့ပေါင်း6 2 6ရှေ့ပေါင်း6ရှေ့ပေါင်း2ရှေ့ပေါင်း6ရှေ့ပေါင်း6 2 6 6ဒီ4လို့လည်းပြန်ရိုက်သွားပြီ6 5 4 3ခွာ6ခွာ9ခွာ3ညဒီ3 6 5 4 3လို့ရိုက်သွားပြီအဲ့ဒီ3ကိုရှေ့ပေါင်း6ရှေ့ပေါင်း4ရှေ့ပေါင်း3ရှေ့ပေါင်း6ရှေ့ပေါင်း4ရှေ့ပေါင်း3မှာ3လို့ဖြစ်မှာ6 5 4 3ဆိုတာကို6 5 4 3လို့ပြန်ရိုက်ဖို့အတွက်ဒီမှာရှေ့ပေါင်း3နော်ဟုတ်ကျွန်တော်တို့ဒီမှာရှေ့ပေါင်း3ပေါ့နော်ရှေ့ပေါင်း3ပေါ့ရှေ့ပေါင်း3နဲ့ပတ်သက်ရင်သူကဘက်ပြန်မှ10ရွဲပဲရှိတာပေါ့နော်6ခွန်ဆိုခွန်6 5 8ဆို8 5 9 4ဆိုရင်4 9 1 2ဆိုရင်2 1 3 3ညဆိုရင်3ည3ပေါ့နော်ဒါရှေ့ပေါင်း3နဲ့ပတ်သက်လို့ဒီ10ရွဲပဲရှိပါတယ်ကုံထိုးရင်တော့ဒါအကွက်100ပေါ့နော်နောက်ပိတ်10လုံးကတ်ရင်တော့အကွက်100ပေါ့ဒါမလို့ကျွန်တော်ကဒါနှစ်နောက်ပိတ်နဲ့ချုပ်ပြီးတော့ပရိတ်90ခွက်နော်ပရိတ်90ခွက်ကိုရှေ့ပေါင်း3ကိုဒါကျွန်တော်ပြလိုက်တာပေါ့နော်ဒီကတော့ရှေ့ပေါင်း3ကိုကျွန်တော်ပြလိုက်တာရှေ့ပေါင်း3ပေါ့နော်ပါနော်ဟုတ်39 9 90 9 9 2 1 1 8မင်းထက်တာပါ